ဟာဂီတအစီအစဉ်ကိုစောင့်စားအားပေးနေကြတဲ့ချစ်ပရိသတ်ပေါင်းချစ်တီမင်္ဂလာဖျားဖျားနဲ့ပြည့်စုံကြပါစေရှင်ဒီကနေ့တင်ဆက်ပေးမယ့်တေးသချင်းကတော့တာတိကလေးကူပတ်ပြိုးကလေးဖြစ်ပါတယ်ရှင်ကုန်းပေါင်ခေမြောက်ရီမင်းကြီးဦးစာရဲ့လက်ရာတေးတပုတ်ဖြစ်ပြီးမြန်မာနှစ်သစ်ကူးပြောင်းသည့်အခါသမယတကူးလာဤတာယာပုံနွေလရာသီဤတဘာဝကြီးငှဲ့ပန်းမှန်တို့ဤလှပပြီးနှစ်သက်ဖွယ်ခံစားရမှုများကိုတရုပ်ဖော်ရေးဖွဲ့ထားတာဖြစ်ပါတယ်ရှင်။နေစည်းဝါးဖြင့်တိခတ်ပုံဖော်ရပြီးကြည်နူးဆွပြန့်ပွဲတကူးလာရာသီပွဲတေးတပုတ်ဖြစ်တာကြောင့်နားဆင်ခံစားအားပေးကြပါစို့လားရှင်။Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ရှင်